အားလုံးပဲမင်္ဂလာပါ Marvel ကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ Marvel YouTube Channel ရဲ့ဒုတိယဗီဒီယိုမှာဘာကိုပြောပြသွားမှာလဲဆိုတော့ MCU ရဲ့စွမ်းအားကြီးဆုံး character 9 ယောက်ကိုပြောပြသွားမှာပဲဖြစ်ပါတယ်စွမ်းအားကြီးဆုံးဆိုတာဘာကိုပြောချင်တာလဲစွမ်းအားကြီးဆုံးဆိုတာကဒီဗီဒီယိုဖန်တီးနေချိန်လက်ရှိအထိဆိုပါ character ကတက်ရှင်နေရပါမယ်ဒါမှမဟုတ်အတစ်ဖြစ်နေရပါမယ်What the fuck Okay ခဏလေးဗီဒီယိုရင်ဆောင်ကြောက်ပြီလားဗီဒီယိုရင်ဆောင်ကြည့်ဒီ character တွေက multiverse ကဖြစ်စဉ်တစ်ခုခုနဲ့ဖန်သားပြင်ပေါ်မှာပါဘူးရပါမယ်ဒါအပြင်အဆိုပါ character ရဲ့ peak ဖြစ်ခဲ့တဲ့ဖန်သားပြင်ပေါ်က moment တစ်ခုရှိရပါမယ် What do you mean by that peak ဖြစ်ခဲ့တယ်ဆိုတာကတော့ comic ထဲကမူရင်း character ကဘယ်လောက်ပဲကြမ်းကြမ်းဘာပစ္စည်းရသွားရင်ဘယ်လောက်ပဲကြမ်းကြမ်းအစရှိရဲ့ပြင်ပသက်ရောက်မှုတွေမပါဘဲနဲ့ MCU ထဲမှာ character လုတ်ပြခဲ့တဲ့ဖြစ်စဉ်တွေကိုပဲပြောချင်တာပါပြင်ပက fast တွေကိုမယူပါဘူးဒီ scene က Marvel ရဲ့ကောင်းလုံးချက်တာဖြစ်ပြီးတော့အမြဲတမ်းပုံနေဖြစ်နေမှာတော့မဟုတ်ပါဘူးဒါဆိုရင်ဗီဒီယိုလေးစလိုက်ကြအောင် Okay နံပါတ်5ဝိုးနေမင်းကဘာလာလို့တာ Celestial တရှိ universe ဆိုတာငါဖန်ရလို့ဖြစ်လာတယ်အဲ့တော့ငါဘာလို့ပေးရမှာလဲမင်းစုံမတော့မနိုင်ဟဲ့အောင်ဒိုးရဆဆလာအားချောင်းနေနံပါတ်5 The Watchers Stanley ထည့်ထားတာတော့တခြားမဟုတ်ပါဘူး Watcher ကြီးဝါတူဂျေဇူးနဲ့ Guardian of the Multiverse အဖွဲ့ကပြုံးတီတွေအားလုံးကတော့ Watcher တွေဖြစ်ခဲ့ပါပြီ Watcher ဆိုတာက Multiverse ရဲ့ဖြစ်စဉ်တွေ Multiverse ရဲ့ story တွေကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာ observe လုပ်နေတဲ့လူတွေဖြစ်လို့ Cosmic Being တွေအထက်မှာရှိပါတယ်သူတို့ကဘယ်ကိစ္စကိုမှဝင်မဆွတ်ဖက်ဖို့တစ္ဆာဆိုထားကြပါမယ်လက်ရှိမှာတော့ Multiverse ပြတ်သုံးစရာအကြောင်းတွေရှိလာရင်ရှေ့တန်းကနေကာကွယ်မဲ့သူတွေဖြစ်သွားကြပါပြီသူတို့ရဲ့စွမ်းတွေကို What is series တစ်ခြားမှာမြင်ခဲ့ရတယ်လို့ပဲသူတို့ရဲ့အထက်က being တွေကိုအထိရှင်ချနိုင်တဲ့အနေအထားရှိတဲ့အတွက်သူတို့ကနံပါတ်5နေရာကိုဝင်ရောက်လာတာပဲဖြစ်ပါတယ် Watcher တွေက What is animation တော့မဟုတ်ဘဲနဲ့ live action နဲ့တကွတခြား animation series တွေမှာလည်းပါဝင်ပြီးပါပြီ Number 4 Eternity ဘာလို့ Eternity ကိုနံပါတ်4တောင်ပေးထားတာလဲဘာကြောင့်လဲဆိုတော့ Eternity က MCU ထဲမှာတေးပြီးသားလူတစ်ယောက်ကို Cosmic Energy ကနေပြန်လည်ဖန်တီးပြခဲ့လို့ပဲဖြစ်ပါတယ်ဝန္နာတော်ဒီလိုဖြစ်စဉ်ကိုမလုပ်နိုင်သေးပါဘူးဒါကတေးပြီးသားလူကိုအသက်ပြန်သွင်းတာမဟုတ်ပါဘူးဒီတက်ရှိရဲ့ဖြစ်တည်မှုကိုဘာမှမရှိတာကနေပြန်လည်ဖန်တီးပြခဲ့တာပဲဖြစ်ပါတယ် Eternity ကတကယ်တမ်းပြောရရင်သူက Universe ရဲ့အချိန် time ကို embodiment လုပ်ထားတဲ့ Cosmic Being တူပါဆို embodiment ပြောချင်တာကဒါ universe ရဲ့အချိန်ကိုလူကိုယ်လုံးကိုယ်တိုင်နဲ့တွေ့ရလို့ပြောနိုင်တာပေါ့နော် MCU မှာဆိုရင် Eternity က universe တစ်ခုတည်းတော့မဟုတ်ဘဲနဲ့ multiverse ကြီးရဲ့ embodiment အောင်ဖြစ်မဲ့ပုံရှိပါတယ်။ဘာကြောင့်လဲဆိုတော့ Eternity ကျောင်းဆောင်တွေကို Thor Love and Thunder မှာတော့ကြည့်လိုက်မယ်ဆိုရင် The Watcher ကိုတွေ့ခဲ့ရတယ်။ဒါအပြင်တခြား Depth တို့တခြား Cosmic Being တွေကိုတွေ့ခဲ့ရပါတယ်။ပြောချင်တာက Watcher က multiverse မှာသူတယောက်တည်းကြည့်နေရဆိုရင် Eternity Temple မှာသူ့ awareness ရှိရဆိုရင် Eternity ကMultiverse ရဲ့အချိန်ကိုလူကိုယ်တိုင်အနေနဲ့တွေ့ရတဲ့ being လို့ပြောရမှာပါသူကဘာလို့နံပါတ်4နေရာကိုရောက်နေလဲဆိုတော့သူ့မှာလိုရာစုပေးနိုင်တဲ့အစွမ်းရှိပါတယ်လိုရာစုပေးနိုင်နေဆိုတာကတကယ်စွမ်းမှလည်းပေးနိုင်မှာပါ variant မရှိတဲ့ ဥဝါတုနဲ့ရှင်ပြီးတော့ Eternity ကိုသူ့အထက်မှာ The Watcher ရဲ့အထက်မှာတင်ရတဲ့အကြောင်းရင်းကသူကလိုရာစုကိုပေးနိုင်တဲ့တစ်ခုကြောင့်ဒီနေရာကိုရောက်နေလို့ဆိုရမှာပါသူ့ရဲ့တခြား ability တွေကိုမတွေ့ရသေးပေမဲ့ Eternity အနေနဲ့ Multiverse ရဲ့ embodiment ဖြစ်မယ်ဆိုရင်ဒါ Watcher ကြီးကသူ့ကိုကြည်နေရတယ်လို့ပြောလို့ရပါတယ်။နံပါတ်3 Loki သူအကြောင်းကတော့အများကြီးပြောပြနေစရာမလိုအားလုံးသိပြီးသားပဲဖြစ်မှာပါ။လက်ရှိမှာတော့ Loki က God Loki ဖြစ်သွားပြီးတော့အချိန်ကိုအုပ်ဆိုးပါတယ်။ Multiverse ရဲ့ timeline တွေအားလုံးကိုသူကလွတ်လွတ်လပ်လပ် free will ပေးပြီးရှင်သန်ခွင့်ပေးထားပါတယ်။သူကိုယ်တိုင်Multiverse ကိုကင်ပြီးတော့ Multiverse ကြီးကိုဆက်လက်တက်ရှင်ခွင့်ပေးထားတယ်လို့ပြောလို့ရပါတယ်။သူကဘာလို့နံပါတ်3နေရာကိုရောက်သွားလဲဆိုတော့ Eternity ဒါအကယ်၍ Multiverse ကြီးရဲ့အချိန်ကိုလူကိုယ်လုံးကိုယ်တိုင်နဲ့တွေ့ရတယ်ဆိုရင် Eternity အသက်ရှင်နေရတာက Loki ကြောင့်လို့ဆိုနိုင်ပါတယ်။ Loki ဒါ Multiverse ကိုဆက်ရှင်တန်ခွင့်မပေးထားဘူးဆိုရင် Eternity ဆိုတာမရှိလို့ Eternity ဆိုတာပြတ်သုံးသွားရင် The Watcher ကြည့်စရာ Multiverse လည်းမရှိတော့ပါဘူး။ဒါကြောင့်မလို့ Loki ကသူတို့နှစ်ဦးရဲ့အထက်မှာရောက်ရှိထားပြီးတော့ဒီလိုနံပါတ်3နေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ Loki မှာဒီလို Cosmic Being အနေနဲ့ by one ချနိုင်လောက်အောင်တန်မာလားဆိုတော့ဒါကတော့ကျွန်တော်တို့ MCU မှာဆက်လက်ကြည့်ရှုရမှာပါဘာကြောင့်လဲဆိုတော့ Loki အခုရောက်သွားတဲ့နေရာကတကယ်ကိုအခရာကျတဲ့နေရာဖြစ်ပြီးတော့ Loki မရှိရင် Multiverse မရှိလောက်တဲ့နေသားတစ်ခုတည်းကိုဖြစ်သွားတာဖြစ်ပါတယ်
Okay နံပါတ်1 The Eminence ဆိုတာကတော့ Multiverse အပြင်ဘက် What? Bro, what are you talking about, man? ဒီ Multiverse Loki ကိုင်းထားတဲ့ Multiverse ရဲ့အပြင်ဘက် Fifth Dimension မှာရှိတဲ့ being တွေဖြစ်ပါတယ်သူတို့ကတော့ Watcher တွေကိုပြန်လည်စောင့်ကြည့်တဲ့လူတွေဖြစ်ပါတယ် Watcher တို့ Uatu မျိုးနွယ်ကဘယ်နှယောက်ရှိရဆိုတော့မသိရသေးပါဘူးဒါပေမဲ့လက်ရှိမှာတော့ Uatu ပါဝင်ဒီ Fifth Dimension က being အနေနဲ့၄ဦးကိုတွေ့ခဲ့ရပါတယ်၄ဦးရဲ့၃ဦးကတော့ The Eminence အနေနဲ့ Watcher ကိုပြန်လည်စောင့်ကြည့်နေကြပါတယ်သူတို့က Multiverse scale နဲ့ပြုပြင်ခြင်းဖြည့်ဆည်းခြင်းတွေကိုလုံနိုင်ပြီးတော့သူတို့ရဲ့အစွမ်းကိုblock ဖြစ်မဲ့ပိတ်ပြစ်မဲ့အရာတခုမရှိသေးဘူး Night Omnipotent လို့ခေါ်တဲ့အလုံးစုံအစွမ်းရှိလူနီနီပုံကိုယ်တွေလို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့၃ဦးပေါင်းလိုက်တဲ့စွမ်းကတက်ရှိတဦးထက်မကတဲ့ Multiverse တစ်ခုလုံးကဖြစ်စဉ်ကိုဖျောက်နိုင်တဲ့ ability ရှိရလို့ဆိုရမှာဖြစ်ပါတယ်။ဆိုတော့ Multiverse တစ်ခုလုံးကဒီတက်ရှိကိုဖျောက်တယ်ဆိုတာဒါသူ infinite amount ကိုဖျောက်တယ်လို့ဆိုရမှာပါ။ဒါကြောင့်မလို့သူတို့ကဒါအလုံးစုံအစွမ်းရှိလူနီပုံကိုယ်တွေလို့ပြောရတာပဲဖြစ်ပါတယ်။ဒီ being တွေကတကယ်တမ်းပြောရရင် Multiverse ထဲမှာရှိတဲ့အရာတွေရဲ့အထက်မှာရှိပါတယ်။သူတို့ရဲ့အစွမ်းကိုပိတ်ချမခံလိုက်ရအောင်ဆိုရင်တော့ဒါကြောင့်မလို့ The Eminence တွေကနံပါတ်1နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ကဲနံပါတ်1ကိုမပြောခင် Honorable Mention လို့ပြောရမယ်ဒီ1ကနေ9အတွင်းမပါခဲ့ပေမဲ့ပါဖို့လားလာကောင်းတဲ့ character တွေအချို့လည်းပြောပြချင်ပါတယ်။ Infinity Ultron ဒါတော့အများကြီးပြောတာမလိုပါဘူး။ဒါ Infinity Stone နဲ့ထားတဲ့ Ultron ဘယ်လောက်ကျန်းနေဆိုတာ what it မှာကြည်ပြီးဖြစ်တယ်လို့နောက်ဆုံးမှာသူက Fifth Dimension ကြီးရောက်ပြီးတော့ The Eminence ကိုပါခဏတာနော်ခဏတာတက်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ်ဖြစ်ပါတယ်။ Strange Supreme Strange Supreme ဘယ်လောက်ကျန်းနေဆိုတာ what it ကြည့်ပြီးတော့သိမှာပါ။သူကိုယ်ပိုင် universe ကိုလည်းသူကိုယ်တိုင်ဖန်တီးခဲ့လို့နံပါတ်1နေရာမှာပါခဲ့တဲ့ The Eminence ရဲ့အစွမ်းကိုပိတ်ချနိုင်လောက်တဲ့အထိ absolute power ရှိတဲ့ universe ကိုဖန်တီးထားနိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ကိုတေဆုံးသွားပြီလို့ရည်ယူထားလို့ရတဲ့အတွက်လက်ရှိမှာတော့ဒီ scene နဲ့သူမပါခဲ့ပါဘူး။ Scarlet Witch MCU ရဲ့တဦးသီးသော Nexus being Scarlet Witch ကတော့တကယ်တေဆုံးသွားပါပြီ။ What did you say? ဒီဆုံးတဲ့ကိစ္စကို MCU အနေနဲ့သူတို့ထုတ်ဝေတဲ့ official timeline စာအုပ်မှာလည်းအကျယ်တဝင့်ရေးပြထားခဲ့တယ်လို့ပဲဒီ Nexus being ကတေဆုံးသွားပြီလို့ပြောလို့ရပါတယ် Bitch, shut the fuck up, bitch. Back the fuck up. I knock the fuck out you. Damn, man. Pussy, hey. Tell your kid. Scarlet Witch က Multiverse နဲ့ချီပြီး reality warping ကိုပြုလုပ်နိုင်လို့သူ Multiverse ကိုသိမ်းပိုင်မသိမ်းပိုင်ဖျက်ဆီးမဲ့အရာနှစ်ခုတည်းတစ်ခုကိုလုံးနိုင်မယ် being တစ်ခုဖြစ်ပါတယ်သူသာသူ့ရဲ့အထွတ်ထိပ်ကိုရောက်သွားမယ်ဆိုရင်သူမှတားနိုင်တဲ့အနေအထားရှိပုံမရပါဘူးဒါ cosmic being တွေတော့သူ့ရဲ့အစွမ်းကနေလွတ်မြောက်နိုင်မှာမရှိပါဘူးဒါပေမဲ့ Scarlet Witch Mount Wonder ကိုရောက်သွားတဲ့အချိန်ကာလလေးမှာဖြစ်သွားတဲ့ timeline ကွဲတွေရှိပါမယ်နောက်ပြီးတော့အဲ့ဒီ timeline ကွဲရဖြစ်ကြတဲ့ variant တွေရှိတယ်လို့ပဲတခြား universe တွေက Nexus being မဖြစ်တော့ညာလဲ Scarlet Witch ဖြစ်နေတဲ့ Wonder တွေရှိနေသေးဖြစ်ပါတယ် Double and Wolverine မှာ The Boy ထဲမှာ Mount Wonder က Scarlet Witch ကျောင်းဆောင်ကြီးprone ခံပြီးရောက်နေတော့တွေ့ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကတကယ် Nexus being ကတည်သွားပါပြီသူ့ရဲ့ timeline အကွဲရဖြစ်လာတဲ့ variant တွေဒါမှမဟုတ်တခြား universe က variant တွေကတော့ရှိနေသေးဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့အမြင့်ဆုံး form ကတည်ဆုံးသွားပြီလို့ယူဆရတဲ့အတွက်ဒီ scene ထဲမှာမပါဝင်ခဲ့တာပဲဖြစ်ပါတယ် Death ဒါတော့ Multiverse ကဘယ် being တွေသူ့တည်သွားရမှာပါဒါကတော့အများကြီးပြောတယ်မလို့ပါဘူးတေမင်းကိုကြတော့ဘယ် cosmic being ဘယ် god ဖြစ်မလွန်ဆန်နိုင်ပါဘူးဒါပေမဲ့တခုရှိတာပေါ့နော်သူတို့ MCU မှာသက်ဆိုင်ရာယုံကြည်ကိုးကွယ်မှုတွေလိုက်ပြီးတော့တင်မင်းလာခေါ်တဲ့ပုံစံမတူပါဘူးဒါပေမဲ့တခုတိထားကမှာကဘယ်လိုပုံနဲ့ပဲလာခေါ်ဓာတ်ကဓာတ်ပါပဲ Celestial Agatha ကတော့ကျွန်တော်တို့ What If series မှာတွေ့ခဲ့ရတဲ့ Agatha ကိုပြောတာပါသူကအစွမ်းတွေကိုစုံရင်းနဲ့နောက်ဆုံးမှာ Celestial တွေကိုစုပ်ပြီးတော့ Hey yo, what the fuck? Celestial နဲ့ by one ချနိုင်တဲ့အနေထားကိုရောက်ရှိသွားတဲ့ Agatha ဖြစ်ပါတယ်ဆိုတော့ပြောချင်တာကသူဒီ Celestial တွေကိုဆက်ခါတက်ကဆုပ်နိုင်ကြတော့ကြည်ချင်းအဖြစ်သူ The Watcher တွေ The Eminence တွေနောက်ဆုံး Loki ပါမဆုပ်နိုင်လို့မပြောနိုင်ပါဘူး Weird buddy
အစွမ်းဆုပ်တာကိုပြောရပါသူ့အနေနဲ့တကယ်တမ်းကောင်းကောင်းဆက်ဆုပ်သွားမယ်ဆိုရင် Multiverse ကိုအုပ်စိုးနိုင်အောင်စုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဒီ scene မှာပါဖို့လားကောင်းငယ်လို့ဆိုရတာပါ TVA ဒါကတော့တူတယောက်တည်းမဟုတ်ပေမဲ့ဒီ TV အဖွဲ့က Multiverse ကိုဘယ်လိုခြေလှယ်ခဲ့တယ်ဆိုတာ Loki series ကိုကြည့်ဘူးတဲ့လူတိုင်းသိမှာဖြစ်ပါတယ်ခုနောက်ဆုံးနံပါတ်1လာပါပြီနံပါတ်1 KEVIN ဒီ KEVIN ကိုပြောရမယ်ဆိုရင်ဒါ She-Hulk series ကိုကြည့်ပြီးတဲ့လူတွေကတော့သူဘယ်သူလဲဆိုတာသိပါလိမ့်မယ်မကြည့်ရသေးတဲ့လူတွေကိုပြောရမယ်ဆိုရင်တော့ KEVIN ဆိုတာ MCU ရဲ့ Multiverse တာမကဘဲနဲ့ Multiverse အပြင်ဘက်က Bonus Fit Dimension 6 Dimension 7 Dimension အဲ့ဒါတွေပြင်ရှိသမျှအရာတွေအားလုံးဒီ MCU ဆိုတာနဲ့အရာတွေအားလုံးကိုသူကဖန်ဆင်းထားတာပါသူကပဲ့ကန်ရှင်မှာသူ့စိတ်တိုင်းညဖန်နေပြီးတော့သူ့စိတ်တိုင်းညတိုင်းပရိသတ်ကိုတင်ဆက်နေတဲ့ AI စက်ရုပ်တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ KEVIN ဆိုတာ Kevin Feige ကို Meta အနေနဲ့ MCU မှာတရုပ်ဖော်ထားတဲ့အရာတစ်ခုပါသူ့ကို She-Hulk series မှာမိတ်ဆက်ခဲ့ပြီးတော့ She-Hulk ကြောင့်သူက reality warping ကိုလုပ်ပြခဲ့ပါတယ်ပြောချင်တာကMCU မှာဘယ် character ဘလောက်ပဲကြမ်းသူ့ကိုကြော်မဲ့ character လုံးဝမရှိပါဘူးဒေါက်တာဒုံပဲကြမ်းသူကတူ Battle War ပဲလို့မြင်ရသမျှကြားရသမျှအရာတွေအကုန်လုံးကဒီ KEVIN ရဲ့အစွမ်းကြောင့်အစွမ်းဆိုတာတဲ့သူ့ရဲ့တင်ဆက်နေမှုကြောင့်ပရိသတ်တွေမြင်နေရတာပါဒါကြောင့်မလို့ comic စာအုပ်မှာ one of all ရှိရဆိုရင် MCU မှာ KEVIN က one of all ပါပဲပြောချင်တာ MCU မှာ one of all ဆိုပြီး character တီးတိုင်လာမယ့်ပုံတော့မရှိတော့ပါဘူးKEVIN ကိုပြပြပြီးဖြစ်တဲ့အတွက်အခုပရိသတ်မြင်နေရတာတွေဆက်လက်မြင်ရမယ့်ຢာအနာဂတ်အရာတွေအကုန်လုံးက KEVIN ရဲ့လက်ရာတွေပဲဖြစ်ပါတယ်သူကို KEVIN လို့ပဲခေါ်ရပါမယ် Kevin လို့ခေါ်လို့မရပါဘူးဘာလို့လဲဆိုတော့သူ့မှာ acronym ရှိပြီးသားဖြစ်ပါတယ်ဒါလေးကိုပြောပြပါမယ် KEVIN ဆိုတာ Knowledge Enhanced Visual Interconnectivity Nexus KEVIN လို့အတူကောက်ခေါ်ပါတယ်ပြောချင်တာသူ့ Kevin လို့တော့ခေါ်လို့မရပါဘူးဒါကတော့သူ့ရဲ့နာမည်ပါကဲဒါဆိုရင်တော့ MCU မှာလက်ရှိအချိန်ဒီပါဝင်ခဲ့တဲ့ character တွေမှာစွမ်းအကြီးဆုံး9ယောက်ကဘယ်သူတွေလဲဆိုတာကိုသိရှိရမယ်လို့မျှော်လင့်ပါတယ်နံပါတ်1နေရာကတော့ဘယ်တော့မှပြောင်းလဲဖို့မရှိပေမဲ့9အနေနံပါတ်2နေရာထိကတော့အချိန်မီအပြောင်းလဲဖြစ်လာနိုင်ပါတယ်ဒါအပြင်မကြခင် Avengers Doomsday နဲ့ Avengers Secret War ထွက်မှာဖြစ်တဲ့အတွက် Doctor Doom တို့အပြင်တခြား Cosmic Being တွေကတွေ့လာနိုင်ရှိတဲ့အတွက်ဒီစီးရင်ကတော့အပြောင်းလဲလေးနည်းနည်းရှိအောင်ပါပါလက်ရှိအချိန်ကြီးတော့ဒီစီးရင်ကတော့ဒါစွမ်းအကြီးဆုံး character 9ယောက်လို့ပြောရတာနဲ့ဒီ9ယောက်ကိုပြည့်မြင်ရမှာပါနံပါတ်1နေရာကိုလူနိုင်မှာတော့ Disney ပဲရှိပါတယ်ဒါကတော့ဒါနည်းနည်းတော့ cringe ဖြစ်တာပေါ့နော် Disney ကမှာပဲပိုင်တာဆိုတော့ okay ထားပါတော့ဒါဆိုရင်တော့ပရိသတ်ကြီးအနေနဲ့ MCU မှာလက်ရှိချိန်ဒီပါဝင်ခဲ့တဲ့ character တွေထဲမှာစွမ်းအကြီးဆုံး character 9ယောက်ကိုသိရှိရမယ်လို့မျှော်လင့်ပါတယ် okay ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးဆိုရင်တော့ငါဘက်လက်ကနေပြောပြစရာလေးနည်းငယ်ရှိပါတယ်မကြခင်မှာ Marvel လက်နဲ့ပူးပေါင်းပြီးတော့ပရိသတ်ကြီးမြင်ရမယ် collaboration အကြီးစားတွေလာဖို့ရှိပါတယ်ဘာလို့ collaboration အကြီးစားလို့ပြောရလဲဆိုတော့ဒီဟာကကြည့်ရှုသူပရိသတ်ကြီးအနေနဲ့ကိုယ်တိုင်အမှတ်တရဖြစ်မဲ့ collaboration တွေဖြစ်ပါတယ်Marvel အနေနဲ့လည်းမြန်မာနိုင်ငံက Marvel ကိုစားပြုတဲ့ community တစ်ခုအနေနဲ့ Marvel ကိုဝိုင်းအားပေးကြတဲ့လူတွေကိုအမှတ်တရလေးဖြစ်အောင်လုပ်ပေးခြင်းတဲ့အတွက်ဒီ collaboration တွေတစ်ခုစီစဉ်ရတာဖြစ်ပါတယ် collaboration တွေတစ်ခုတည်းမဟုတ်ပါဘူးတစ်ခုပြီးတစ်ခုထပ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရင်ကုန်စိတ်လှုပ်ရှားကြတွေကိုစောင့်မျှော်ရင်းနဲ့ဒီဗီဒီယိုလေးကိုရင်လာလိုက်ရပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like ပေးပြီးတော့ subscribe လုပ်ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ် see you next time